ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျနော်အားလုံးပဲမင်္ဂလာပါဒီတစ်ခါပြမယ် site ကလေးကသူကဒီ898ရဲ့ဒီ898ရဲ့အဆက်ကလေးပေါ့နော်ဒီ898ရဲ့အဆက်ကလေးပေးမယ်ထင်လို့ကျွန်တော်ပြကြည့်တာပေါ့နော်သူကဘယ်လိုလဲဆိုလို့ရှိရင်သူကဒီမှာဒီ8ထိပ်ရဲ့ဒီ8ထိပ်ရဲ့ဒီ3ထိပ်ရဲ့ထိပ်စီ3လုံးပေါင်းခြင်းက9ဖြစ်လို့တဲ့9ရဲ့နှစ်ခတ်6အဲ့6ကိုဒီမှာခွာတယ်တဲ့အဲ့လိုဒီလို6ကိုခွာတဲ့အတွက်ကြောင့်မလို့ဒီ6နဲ့ဒီ6ထိပ်စီးနဲ့6နောက်ပိတ်နဲ့ပေါင်းရင်2ဖြစ်လို့2ရဲ့နှစ်ခတ်က4တဲ့သူက4ခါတဲ့အဲ့4ခါဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့ဒီ6ရယ်9ရယ်4ရယ်သုံးလုံးပေါင်းခြင်းကလည်း9တဲ့ဒါကြောင့်မလို့သူက6 4 6ဆိုပြီးထွက်သွားတာသူကတခါအခုဒီမှာအဲ့လိုပဲဒီ6ထိပ်စီးရယ်ဒီ9ထိပ်စီးရယ်ဒီ6ထိပ်စီးရယ်သုံးလုံးပေါင်းခြင်းကထိပ်စီးသုံးလုံးပေါင်းခြင်းက1ဖြစ်လို့တဲ့တည့်ရဲ့နှစ်ခတ်ကသူကဒီမှာ8တဲ့သူကအဲ့8ကိုဒီမှာခွာတယ်သူက8ကိုခွာတယ်ဒါအဲ့ဒီ8ထိပ်နဲ့8နောက်ပိတ်နဲ့ပေါင်းခြင်း6ဖြစ်လို့6ရဲ့နှစ်ခတ်က9တဲ့ဒါကြောင့်သူက9ခါအဲ့9ခါဖြစ်လို့တဲ့ဒီက9ရယ်ဒီက9ရယ်ဒီ9ခါရယ်9ခါရယ်ဒီ9ခါရယ်သုံးလုံးပေါင်းခြင်းကလည်းသူက9ပဲတဲ့သူကအဲ့ဒါကြောင့်898ဆိုပြီးထွက်သွားတာခုကဒီနေရာမှာပေါ့နော်ကျွန်တော်20နဲ့တစ်ချိန်မှာဒီနေရာမှာဟိုဒီအစ်စ်ပေါ့ဒီ898ရဲ့အစ်စ်ဒီ9ခွန်8ဆိုတဲ့ကဏ္ဍဖြစ်တဲ့ပုံစံလေးပေါ့နော်သူကအဲ့ဒါဘယ်လိုလဲဆိုလို့ရှိရင်ဒီသူကသူ့ရဲ့ဒီ9ခွန်8ရဲ့ရှေ့မှာ665ဆိုတဲ့ခွန်ဘရိတ်တဲ့သူကအဲ့ဒီမှာခွန်ဘရိတ်ဖြစ်လို့တဲ့ဒီက3လုံးပေါင်းခြင်းကလည်းခွန်တဲ့သူကဒီက3လုံးပေါင်းခြင်းကလည်းခွန်ပြီးရင်ဒီကထိပ်စီးနဲ့ဒီကခါနဲ့ပေါင်းခြင်းကလည်းသူကခွန်မဲတဲ့ဒါကြောင့်မလို့အဲ့ခွန်ကဒီမှာခါဆိုပြီးတော့မှသူကအဲ့လိုမျိုးလုပ်ထားတာသူကဒါကတော့ခါလိုက်ပေါ့နော်ဒါအခါကျတော့ခါဒါခွန်ခါပေါ့ဒီမှာကျတော့လည်းအဲ့လိုပဲဒီမှာသူကဒီမှာသူ့ရဲ့ပထမနှစ်ကနှစ်တက်က9ပရိဖြစ်လို့တဲ့သူကဒီ3လုံးပေါင်းခြင်းကလည်းသူက9ပဲတဲ့ပြီးလို့ရှိရင်ဒီ6နဲ့9နဲ့ပေါင်းခြင်းကလည်းဒီတိတ်စီးနဲ့ခါနဲ့ပေါင်းခြင်းကလည်းသူက9တဲ့ဒါကြောင့်မလို့ကျွန်တော်တို့က9ခါပေါ့နော်ဒါလုံးပိုင်ထိုင်လေးရတော့ငိမ့်နေ9ခါတဲ့ဒါခါပေါ့အဲ့ကကြတော့ဒီမှာဒါဟို68ခွန်ပေါ့အဲ့68ခွန်ကိုသူကဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ဒီမှာက9ခါဖြစ်တဲ့အတွက်ကြောင့်ねသူကဒီက6နောက်ပိတ်နဲ့ဒီက9ထိပ်စီနဲ့ပေါင်းခြင်းက9တဲ့သူကဒါကြောင့်မလို့ဒီမှာ9ခါဖြစ်တဲ့အတွက်ကြောင့်ဒီက6နောက်ပိတ်နဲ့3ထိပ်စီနဲ့ပေါင်းမှသူက9လို့ရမှာဒါကြောင့်3ထိပ်စီတဲ့ဒါထိပ်စီပေါ့ပြီးလို့ရှိရင်တခါဒီမှာ3ထိပ်စီဖြစ်တဲ့အတွက်ကြောင့်ねသူကဒီက9ခါနဲ့ဒီက8နောက်ပိတ်နဲ့ပေါင်းခြင်းကလည်း3နဲ့ဒါကြောင့်မလို့သူက9ခွန်8ဆိုပြီးဖြစ်သွားတာပေါ့နော်အဲ့ကကြတော့ဒီမှာက6ထိပ်စီရှိတဲ့အတွက်ကြောင့်သူကဒီ6ရအောင်ဒီ9ခါနဲ့ဒီကခွန်နောက်ပိတ်နဲ့9နဲ့ခွန်နဲ့ပေါင်းခြင်း6မို့လို့ဒီမှာ6မို့လို့9နဲ့ခွန်နဲ့ပေါင်းခြင်းက6ဖြစ်မဲ့အတွက်ကြောင့်ဒီကခွန်နောက်ပိတ်ပေါ့နော်ဒါကြောင့်မလို့ဒါဒီတစ်ဘက်ကဒီ898ရဲ့အစစ်ကလေးဒီ646ရဲ့အစစ်ပုံစံမျိုးလေးပေါ့နော်ဒါဒီ35ခွန်ဆိုတဲ့ကဏ္ဍဒါကျွန်တော်ဒီတစ်ဘက်ကြိုက်တာပေါ့ကြိုက်ဆိုကျွန်တော်ကတော့ထိုးထားပါတယ်ကျွန်တော်ပြတဲ့ site တွေကလည်းဟိုကျွန်တော်ထိုးတဲ့ကဏ္ဍနေပါပဲဒါ35ခွန်ကိုကျွန်တော်တို့တဲ့ပေါ့နော်ဒါကျွန်တော်ရတဲ့ site ကလေးပါရလဲရတယ်လို့ကျွန်တော်လည်းထိုးထားပါတယ်ဗျကြိုက်ရင်လည်းယူသုံးပါကြိုက်ရင်လည်းသဘောပါဟိုပေးမယ်တော့ကျွန်တော်လည်းဒီကြမပြောနိုင်ဘူးဗျအားလုံးပဲကံကောင်းကြပါစေနော်